ကိုဝင်ရှိလာပြီဆိုရင်မိခင်လောင်းတွေနဲ့ဖခင်လောင်းတွေကြားမှာအမေးအများဆုံးမေးခွန်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့ကိုဝင်ရှိစဉ်ဆက်ဆံလို့ရလားဘလို့ပုံစံတွေကအန္တရာယ်ကင်းမလဲဆိုတာပါပဲ။ဒီနေ့မှာတော့ဆေးပညာအရအန္တရာယ်ကင်းပြီးဇနီးမောင်နှံနှစ်ဦးလုံးအတွက်တက်တောင့်တက်တာရှိစေမဲ့အနေအထား10မျိုးကိုဝင်ဆောင်ကာလတစ်လျှောက်လုံးအတွက်အသေးစိတ်ရှင်းပြပေးသွားမှာပါ။ကိုဝင်ဆောင်ချိန်မှာဆက်ဆံရေးဟာအန္တရာယ်ရှိသလားဆိုတဲ့စိုးရိမ်စိတ်ကလူတိုင်းမှာရှိပါတယ်။ဆေးပညာအရပြောရရင်တော့တစ်မှာပုံမှန်မဟုတ်တဲ့သွေးဆင်းတာမျိုးရေမွာပေါက်တာမျိုးဒါမှမဟုတ်ဆရာဝန်ကတားမြစ်ထားတာမျိုးမရှိရင်အန္တရာယ်မရှိပါဘူး။တရေသားလေးဟာအမိဝမ်းထဲကရေမွာအိတ်ထဲမှာလုံလုံကြုံရှိနေသလိုတိမ်ခေါင်းမှာလည်းအချွဲမြေးပါးနဲ့ပိတ်ထားတာကြောင့်ပြင်ပကအရာတွေတိုက်ရိုက်ထိတွေ့ဖို့မဖြစ်နိုင်ပါဘူး။ဒါကြောင့်စိတ်ပူပန်မှုကိုဘေးဖယ်ထားပြီးတဦးနဲ့တဦးပုံမနီးကပ်စေမဲ့နီးလန်းတွေကိုလေ့လာကြည့်ရအောင်ပါ။ကိုဝင်ဆောင်စောပိုင်းကာလတွေဖြစ်တဲ့ပထမနှစ်ဒုတိယ3လပတ်တွေမှာမိခင်လောင်းတွေဟာဟော်မုန်းပြောင်းလဲကြောင့်ရင်သားနာကျင်တာပြို့အန်တာတွေဖြစ်တတ်ပါတယ်။ဒါကြောင့်အတင်းကျပ်မဟုတ်ပဲနူးနူးညံ့ညံ့စတင်ဖို့လိုပါတယ်။အဲ့ဒီတော့ဘလို့ပုံစံတွေကအဆင်ပြေမလဲဆိုတာကိုဆက်ပြီးကြည့်လိုက်ရအောင်။ပထမပုံစံကတော့အနောက်ကနေဆက်ဆံတဲ့ပုံစံပါ။ဒီပုံစံဟာကိုဝင်ဆောင်တွေအတွက်အလွန်အဆင်ပြေပါတယ်။အဓိကအားသာချက်ကဘိုက်ပေါ်ကိုဘာဖိအားမှမတက်ရောက်တာပါပဲ။ဒါပေမဲ့သတိထားရမှာကအတိမ်အနက်ပါ။ကိုဝင်ဆောင်ချိန်မှာတအိမ်ခေါင်းကပိုပြီးနုနယ်နေတတ်တာကြောင့်အမျိုးသားကအရှိန်နဲ့အတိမ်အနက်ကိုညှိနှိုင်းပေးရပါမယ်။တက်တောင့်တက်တာရှိအောင်ဒူးအောက်မှာခေါင်းအုံးလေးတွေခုထားပေးနိုင်ပါတယ်။ဒုတိယပုံစံကတော့အမျိုးသမီးကအပေါ်မှနေတဲ့ပုံစံပါ။ဒါကတော့ကိုဝင်ဆောင်မိခင်တွေအတွက်အကြိုက်ဆုံးပုံစံတစ်ခုပါ။ဘာလို့လဲဆိုတော့အမျိုးသမီးကိုယ်တိုင်ကအပေါ်ကနေထိန်းချုပ်ထားတာဖြစ်လို့မိမိအတွက်ဘလောက်ထိကအဆင်ပြေတယ်ဘလောက်ထိကနာကျင်နေဆိုတာကိုကိုယ်တိုင်ညှိလို့ရလို့ပါ။တတိယပုံစံကလည်းအမျိုးသမီးကပေါ်ကနေနေတဲ့ပုံစံပါပဲ။ဘာပြောင်းလဲသွားလဲဆိုတော့အမျိုးသားကိုကြိုးပေးထားတဲ့ပုံစံပါ။ဒီပုံစံဟာဒုတိယ3လပတ်မှာဘိုက်ကအယမ်းမကြီးသေးတာကြောင့်လှုပ်ရှားရတာပိုလို့လက်စေပါတယ်။စတုထပုံစံကတော့မတက်ရက်ပြီးဆက်ဆံတဲ့ပုံစံပါ။ဘိုက်ကအရှိကိုတိတ်မထွက်လာသေးခင်မှာဒီပုံစံကအဆင်ပြေပါတယ်။နံရံကိုလက်နဲ့ထောက်ပြီးအားပြုလို့ရသလိုအမျိုးသားကခါးကိုကင်ပြီးစပို့လုပ်ပေးရပါမယ်။ပထမနဲ့ဒုတိယ3လပတ်အတွက်ကဒီနီးလန်းတွေကအဆင်ပြေပါတယ်။ဆက်လက်ပြီးပြောပြချင်တာကတော့တတိယ3လပတ်အတွက်အထူးနီးလန်းများဖြစ်ပါတယ်။နောက်ဆုံး3လပတ်ဖြစ်တဲ့9လကနေ9လအတွင်းမှာတော့ဘိုက်ကတော်တော်လေးကြီးလာပါပြီ။ဒီအချိန်မှာအသက်ရှူရခတ်တာမျိုးတွေဖြစ်နိုင်လို့အမောမခံနိုင်ပါဘူး။ဘလို့ပုံစံတွေကတင်းတော်မလဲဆိုတာဆက်လက်ပြောပြပါမယ်။ပထမပုံစံကတော့ဇွန်းတင်သလိုဘေးဆောင်အိပ်ပြီးဆက်ဆံတဲ့ပုံစံပါ။ဒါကတော့ကိုဝင်ဆောင်ကာလတစ်လျှောက်လုံးအတွက်အကောင်းဆုံးပုံစံပါပဲ။နှစ်ယောက်လုံးဘေးဆောင်အိပ်တာဖြစ်လို့မိခင်ရောကလေးပါဖိအားမရှိသလောက်ပါပဲ။အပိုဆောင်အကြံပြုချက်ကတော့မိခင်ရဲ့ဘိုက်အောက်မှာခေါင်းအုံးပါလေးတစ်လုံးခုထားပေးရင်ပိုပြီးစိန်ရှိစေပါတယ်ရှင်။ဒုတိယပုံစံကတော့မျက်နှာချင်းဆိုင်ဆက်ဆံတဲ့ပုံစံပါ။တတိယပုံစံကတော့ထိုင်လျက်ပုံစံပါ။အမျိုးသားကကလတ်ထိုင်မှာထိုင်ပြီးအမျိုးသမီးကအပေါ်ကနေခွာပြီးထိုင်တဲ့ပုံစံပါ။ဒီနီးလန်းကအမျိုးသမီးရဲ့ခြေထောက်တွေကျက်တက်တာကိုကာကွယ်ပေးနိုင်ပြီးဘိုက်ကိုလည်းမထိခိုက်စေပါဘူး။စတုထပုံစံကတော့ရေထဲမှာဆက်ဆံတဲ့ပုံစံပါ။ရေကြိုးကန်ထဲမှာဆက်ဆံတာဟာရေရဲ့ပင့်တင်အားကြောင့်ကိုလေးချိန်ကိုမခံစားရဘဲပေါ်ပါစေပါတယ်။ဒါပေမဲ့ရေမွာပေါက်နေတဲ့အခြေအနေမျိုးဆိုရင်တော့ရေထဲမှာလုံးဝမလုပ်သင့်ပါဘူး။နောက်ထပ်သတိထားပြီးလှုပ်ဆောင်တဲ့ပုံစံများကိုဆက်လက်ပြောပြပါမယ်။လက်ဒါမှမဟုတ်ပါးစပ်နဲ့နှိုးဆွာပေးခြင်းဒါဟာလဲကိုဝင်ဆောင်ချိန်မှာစိတ်ချရပါတယ်။တစ်ခုပဲသတိထားရမှာကလေမုတ်သွင်းတာမျိုးကိုတော့ရှောင်ကျဉ်ရပါမယ်။နောက်တစ်ခုကဆက်အိုးမှဆက်ဆံခြင်းဒါဟာလဲစိတ်ချရပေမဲ့အရန်သတိထားရပါတယ်။အရေးကြီးဆုံးကဆက်အိုးကိုထိတွေ့ပြီးတဲ့အခါမတန့်စင်ပဲမိမကိုရဲ့ကိုပြန်မထည့်ဖို့ပါပဲ။ဘက်တီးရီးယားပိုးဝင်တာမျိုးဖြစ်နိုင်လို့ပါ။နောက်တစ်ခုကတော့ဆက်ပစ္စည်းများအသုံးပြုခြင်းဒီနီးလန်းကတော့တန်ရှင်းပြီးခန္ဓာကိုယ်နဲ့ကိုက်ညီတဲ့အရေးသွေးကောင်းတဲ့ပစ္စည်းတွေကိုသုံးနိုင်ပါတယ်။အမြဲတမ်းတန်ရှင်းရေးလုပ်ဖို့တော့မမေ့ပါနဲ့။ကိုဝင်ဆောင်ချိန်မှာဆက်ဆံရေးဟာရုပ်ပိုင်းဆိုင်ရာထက်စိတ်ပိုင်းဆိုင်ရာဖေးမမှုကပိုရေးကြီးပါတယ်။အကယ်လေးတစ်ခုခုကနာကျင်နေရင်ဒါမှမဟုတ်စိတ်ထဲမှာမတင်မကျဖြစ်ရင်ချက်ချင်းရက်ပြီးအဖော်ကိုပြောပြပါ။ကျင်နာမှုနဲ့နားလည်မှုသာအကောင်းဆုံးသောဆက်ဆံရေးပါပဲ။ဒီနေ့ပြောပြသွားတဲ့နီးလန်းတွေကရှင်တို့အတွက်အသစ်အဆန်းဖြစ်စေမှာပါ။နောက်ထပ်လည်းအိတ်ခမ်းထဲကရှိုးဝက်ချက်တွေကိုသိချင်ရင်အိမ်ရဲ့ channel လေးကို follow လုပ်ထားပြီးဆက်လက်အားပေးကြပါဦးရှင်။အားလုံးပဲအိမ်အောင်ရေးဒုက္ခအပြည့်အဝခံစားနိုင်ကြပါစေ။